အားလုံးပဲမင်္ဂလာပါထိုင်းစကားလုံးကိုထိုင်းစာရေးပြီးတော့လေ့လာကြမယ်နော်အမေနဲ့ထမင်းစားတယ်အမေနဲ့ထမင်းစားတယ်ထိုင်းလိုဘယ်လိုပြောမလဲဆိုတော့กินข้าวก็บอกกับกินข้าวกับแม่เนาะกินข้าวกับแม่เนาะအမေနဲ့ထမင်းစားတယ်เนาะกินဆိုတာကစားတယ်เนาะกินဆိုတာစားတယ်ข้าวဆိုတာထမင်းกับဆိုတာနဲ့แม่ဆိုတာအမေกินข้าวกับแม่ဆိုတာကအမေနဲ့ထမင်းစားတယ်กินข้าวกับแม่အမေနဲ့ထမင်းစားတယ်ก็อีนอกินคออาวอเขาไม่ถูกเข้าก็อะบอกับมอเอเมไม่อีแม่กินข้าวกับแม่အမေနဲ့ထမင်းစားတယ်โอเคနော်နောက်တစ်လုံးကြတော့ก็อีนอกินคออาวอเขาไม่ถูกเขากินเขาก็อะบอกกับกินข้าวกับพอไม่อีพ่อกินข้าวกับพ่อเนาะกินข้าวกับพ่อเนาะอภิเนทมีစားတယ်နော်กินข้าวกับพ่อနော်အဖေနဲ့ထမင်းစားတယ်နော်กินဆိုတာကစားတယ်ข้าวဆိုတာကဒါမဟုတ်ဘူးနော်ข้าวဆိုတာကထမင်း sorry ဒါမဟုတ်ဘူးနော်ข้าวဆိုတာထမင်းกับဆိုတာနဲ့พ่อကအဖေกินข้าวกับพ่อဆိုတာကအဖေနဲ့ထမင်းစားတယ်กินข้าวกับพ่อအဖေနဲ့ထမင်းစားတယ်โอเคနော်